ရလဲရင်းကွာခြင်းမရှိတဲ့အာဖဂန်နစ္စတန်အသင်းနဲ့နီပေါအသင်းနဲ့ပွဲစဉ်ကတော့အခုစတင်ပြီပဲဖြစ်ပါတယ်ဘောတင်မယ်ဒီဘောပြတ်တယ်ခင်ဗျာဂျာဝီလက်ရှိမှာတော့အာဖဂန်အသင်းနဲ့နီပေါအသင်းတို့ဟာလက်ခံလာပြီအာဖဂန်နစ္စတန်အသင်းရဲ့ပထမဆုံးသောကိုပေါကန်သွင်းမှုဖြစ်ပါတယ်မော်ကန်နေပြီးတာဘလော့မြောက်နေတယ်ကိုသမားဖန်ဖို့ကြိုးစားခဲ့ပေမဲ့ဘောရာရှူကန်ပို့ပြီးတာလေရိုးပြီးသွားပြီမဲ့အခုဆိုလို့ရှိရင်တော့ဒီဘောတင်မယ်ခွင့်ရတော့ရရှိလာပြီခင်ဗျာပရာချစ်ကူမာဒီဘောတင်ရဲ့တိုက်စစ်ကိုဒီနေ့မှာဥဆောင်လာခဲ့တဲ့တိုက်စစ်ကစားသမားဆာမယာကူမာဖြစ်ပါတယ်အောက်ကန်တင်ရဲ့ခန်းစရဲ့ပေါ်စားတဲ့အမအနေနဲ့စင်ဆာမယာကူမာအောက်ကန်တင်ရဲ့ဘုဒ္ဓဘာမုစတာဖာအနေနဲ့အနာခံပြီးတော့ကာကွယ်သွားခဲ့တာပဲဖြစ်ပါတယ်ဘောတင်ရဲ့တိုက်စစ်ကိုဥဆောင်လာခဲ့တဲ့ဆာမယာကူမာအရှိပကစားချိန်အထိတော့သူ့အတွက်အခွင့်အရေး2ချိန်အထိရရှိလာခဲ့ပြီဖြစ်ပါတယ်ဘေးသွင်းမို့တော့ကတော့ကစားမတွေစင်တိရှိမနေရလဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီပရတစ်တပါဒီဘောတင်ကတော့ဘယ်ချမ်းမှာဆူရှန်တပါညာချမ်းမှာပရတစ်တပါစားတဲ့ကစားမတွေကတော့ဒါရှုပ်ပေးတာလေ sorry မတို့ပေးတာညအာဖဂန်တင်းမဲဂျာဝီရလိုက်မဲ့ဂျာဝီလက်ကန်နေကောင်းတယ်ခင်ဗျာဂျာဝီညာချမ်းကနေချက်ခောက်ပြီးတော့သူဘယ်ချီလေးနဲ့အဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ဂျာဝီရဲ့ကန်ချက်ကတော့ကောင်းခဲ့ပြီမဲ့လေဒါဟီတွားခဲ့တာကြောင့်အာဖဂန်တင်းဥဆောင်ဝင်ရမယ်ခွင့်ရနေလွဲချော်သွားခဲ့ရလည်းဖြစ်ပါတယ်ဂျာဝီချက်ခောက်ပြီးတော့သူဘယ်ချီလေးနဲ့အဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ sorry ပဲ sorry အချိန်ကြီးကြည့်တယ်မြတ် sorry မျိုးတို့ပေးထားတယ်ဂျာဝီရလာပြီမြတ်ဂျာဝီပဲထက်ကန်နေကိုကျိုးသွားနေမြင်လို့ကျွန်တော်မြင်တွေ့ရဖြစ်ပါတယ်အလီခါနီရလာပြီမြတ်အလီခါနီပဲပြတ်ခောက်နေမြတ်အလီခါနီပဲအလီခါနီမရဘူးမြတ်အလီခါနီထက်ကန်နေကိုပြီမြတ်လည်းချိန်မှာတော့အာဖဂန်တင်းဥဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဂျာလာရဲ့ခွင့်ရအလီခါနီတော့အရှောင်းမပြီးပဲနဲ့ပြန်ထွက်လာတဲ့ဘောလုံးမောင်မရှိကန်သွင်းပြီးတော့အာဖဂန်တင်းကိုဥဆောင်ကိုစတင်ရှာဖွေပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်အရှိမြန်မာတင်းကို3ဂိုးတကူနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာလည်းနော်စီရဲ့သွင်းကိုဖန်တီးပေးခဲ့တဲ့အလီခါနီခြေမှာလည်းရလာတဲ့ခွင့်ရေးကိုကောင်းမွန်လို့ဆုံးသက်ပြီးတော့ဒီပွဲစဉ်မှာဒီဘောတင်းခန်းစစ်ကိုတော်တော်ဒုက္ခပေးနေပြီးတော့ဒီချိန်မှာလည်းရလာတဲ့ခွင့်ရေးကိုကျက်ဘက်တွေကိုဘလို့မှရှင်ကစားနိုင်ခြင်းမရှိဘဲနဲ့ကိုပြက်ခြေပြက်ရှုံးနေခဲ့ရတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်မှာလည်းသူတင်ခန်းစစ်ပိုင်းရတော့ဘင်ကိုထုတ်เสียပြဆက်လက်ရှိနေသေးဖြစ်ပြီးတော့အာဖဂန်တင်းရဲ့တိုက်စစ်ကိုတော်တော်လေးခက်ခဲထိချုံနေရလည်းဖြစ်ပါတယ်ဒီချိန်မှာတော့ဒီဘောတင်းရဲ့ကျောင်းနံပါတ်7နဲ့ပရာဒစ်တပါတိုက်စစ်စမှုကျိုးသွားခဲ့ရမှာတော့ဗက်တာမီကန်နေပေးထားတယ်ရောက်မြမာတင်မဲပြန်ရထားနေမယ်မာတင်မဲတော့အာဖဂန်တင်းမဲတော့ဆွတ်တက်လာမြဘကမီပြန်ခင်ဗျာဟိုရဲ့ပုံမှုဒီဘောတင်ခန်းကဥလာခဲ့တာဖြစ်ပါတယ်ထပ်ပြီးပေးရတယ်ဒီမှာလည်းဒီဘောခန်းစက်ကပဲဥလာခဲ့တယ်ခင်ဗျာဂျာဝီဒီဘောတင်ကတစ်ချက်ပြန်ပြီးတော့ခေါက်ထားသေးတယ်ခါမီညာချမ်းနေပဲဘောတင်ရလာခဲ့ခင်ဗျာပရာတစ်ရှူထိုးပေးရတယ်ဂျာဝီကြော်ဖြတ်ဖို့ကြိုးစားခဲ့ရမှာတော့နီဘောတင်ခန်းစကဒီပန်ကာကီဂျာဝီကိုဝင်ရဖို့ကျန်းနေခဲ့ရကြောင်းကွင်းလိုက်တိုင်းကတော့ဂျာဝီကိုတော့အိုဝါကက်ပြပြီးတော့အရေးယူလိုက်ပြီပဲဖြစ်ပါတယ်ဂျာဝီကိုတော့နီဘောတင်ခန်းစစားမတွေထိန်းချုပ်ဖို့တော်တော်လေးအခက်တွေ့နေပြီးတော့ဒီချိန်မှာလည်းဂျာဝီရဲ့ဘယ်ချမ်းကနေထိုးဖောက်ဖို့ကြိုးပမ်းမှုတော့ဒီပန်ကာကီဝင်ရဖို့ကျန်းနေတော့စရီလက်ကန်နေဒီဘောတင်ခန်းစစားမတွေပဲပြန်ရှင်းလာခင်ဗျာစရီပဲထက်ကန်နေတော်လေးကိုဆိုးရွားကိုလွဲချော်တော့ခဲ့တာပဲဖြစ်ပါတယ်နော်စီရဲ့
ထူပေါင်းမှုကျိုးပန်းမှုတော့ကောင်းမလို့ဟန်တာတွားခဲ့ရလဲဖြစ်ပါတယ်ဒီချိန်မှာတော့ဒီဘောတင်ခန်းစစ်ကပူပါခက်ကီကိုတော့အာဖဂန်တင်းရဲ့ခန်းစစ်ကမာတာဇာဒေတာဝင်းမို့ကျတဲ့ငယ်အကြောင်းဒီနေ့ထားမှာတော့ကွန်လိုက်တိုင်းကတော့ဝါကက်ပြပြီးတော့မာတာဇာဒေတာကိုတော့တတိပေးရလဲဖြစ်ပါတယ်မာတာဇာဒေတာဘောလုံးအလေကိုပြန်ပေးရမှာတော့အာဖဂန်တင်းရဲ့ကစားမဝင်းမို့ကျတဲ့ငယ်ဘူဟာရာကနေပေးထားတယ်sorry ကနေပေးထားတယ်ဒီမှာလိုက်နေမြန်နော်စီနဲ့ဆာမကူမာတို့ရင်ဆိုင်တွေ့နေတာဖြစ်ပါတယ်ဆာမကူမာပြန်ရယူလာခင်ဗျဆာမကူ နေမြအလီခါနီပဲလက်ကန်နာရီဆိုလီကောင်းမွန်တဲ့ကန်ချက်ကိုထပ်ပိုက်ပြန်ပြီကိုပြီခင်ဗျအလီခါနီရဲ့ကန်ချက်ကိုဘာနဲ့ထိပြီးတော့ပြတ်ထွက်လာတဲ့အလုံးတော့ယာရှင်နူဇရီကလိုက်တဲ့ကန်သွင်းပြီးတော့အာဖဂန်နစ္စတန်အသင်းပုံပုံပြီးတော့ပြတ်သားတဲ့ဥဆောင်မှုတစ်ခုကိုတော့တင်းကိုနဲ့အတူဆက်ဆောင်ခဲ့ယူရဖြစ်ပါတယ်ကိုဆဲဝူရန်ကြီးအာဖဂန်အသင်းကတော့ဒုတိယပိုင်းမှာလည်းကောင်းမွန်တဲ့ပုံစံတွေကိုထပ်ပြီးတော့ပြသနေသေးဖြစ်ပြီးတော့ဒီမှာလည်းအလီခါနီရဲ့ဘေချီကန်ချက်ကကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်ကုသမာပုတ်ထုတ်ကောက်ွယ်ခဲ့ပေမဲ့ဘာနဲ့ထိပြီးတော့ပြန်ထွက်လာခဲ့တာပဲဖြစ်ပါတယ်လူရှိမှာအသင်းရှိနေခဲ့တဲ့ယာရှင်နိုဇရီကတော့မြင်တွေ့ရတဲ့ပုံစံတိုင်းပဲတာယာကန်သွင်းပြီးတော့အာဖဂန်အသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုတော့သူပေးခဲ့တာပဲဖြစ်တယ်ခင်ဗျာဘောတင်ခန်းစစ်ကတော့ကစားတော့မှလည်းဖြစ်ပါတယ်ထက်ကန်နေလူဆောင်ဝင်ကစားသမားဖြစ်တဲ့ကိုဒါကမှကနေပေးထားတယ်ခေါင်းနိုင်ဆုံးတက်ခဲ့ပေမဲ့လည်းကိုဘောတက်မဲ့ခဲ့ခြင်းတော့မရှိတာပဲဖြစ်ပါတယ်ဒါကမှကနေပေးထားတယ်ဘလုံးနဲ့တွင်းကိုရာကြီးပိုကျူးသားခဲ့တဲ့လူဆောင်ကြီးရလည်းဖြစ်ပါတယ်အာဖဂန်တင်းမဲ့ယာရာဒီရဲ့မြအာဖဂန်တင်းမဲ့ယာရာဒီမဲ့ထက်ကန်ပြီမလွတ်ခဲ့ပြန်ဘူးမြအားလုံးလာရှင်ပြိတ္တများခင်ဗျာလက်ရှိချိန်မှာတော့အာဖဂန်နစ္စတန်တင်းနဲ့နီဘောတင်းတို့ရဲ့ပွဲစားချိန်မိနစ်90ကတော့ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်ပွဲပြီးဆုံးသွားချိန်မှာတော့အာဖဂန်တင်းကတော့အလီခါနီနဲ့နော်ဇဟီရိုရဲ့တွင်းကိုတွေနဲ့တော့နီဘောတင်းကို2ဂိုးပြည့်ဆိုရရလက်နဲ့ဥဆောင်ပြီးတော့သူတို့တင်းရဲ့ပထမဆုံးအနိုင်3မှတ်ကိုရရှိသွားခဲ့ပါကြောင်းစီကံတင်ဆက်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေမှုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့အားလုံးလာခြင်းပြိတ္တတယောက်ချင်းစီတိုင်းကို